အရဟံစာဘဂဝါအစုံကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုရောမြတ်ကြီးအားတပည့်တော်မှာအစဉ်အနတ်နှင့်ပြည့်စုံသောဤမာလာရည်စဉ်ကိုကတ်လူပူဇော်ပါမည်အရှင်ဖေဟာဘဝဟောင်းများစွာကတော်ဆက်ခဲ့ဘူးသောဘိုးဟောင်းဘွားဟောင်းများနှင့်တကွာပဋ္ဌာန်းဆက်ရှိခဲ့ဘူးသောဆွေတော်မျိုးတော်အပေါင်းမမြင်အပ်တဲ့ပုဂ္ဂိုလ်တို့အားအကျွန်ုပ်မှာအပြစ်များရှိပါကကြည်အေးပေးပါကြည်နပ်ပေးပါခွင့်လွှတ်ပေးပါတင်တို့အားလုံးရဲ့ကိုယ်စားအကျွန်ုပ်မှနေ၍မြတ်စွာဘုရားရှင်အားဤမာလာရည်စဉ်ဖြင့်ကတ်လူပူဇော်ပါသည်ဖုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တမေတ္တာတော်အနန္တသစ္စာတော်အနန္တပါရမီတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားအရှင်မြတ်စွာဘုရားအားဥဒိတရည်မှတ်သမှုအာယုံပြု၍အကျွန်ုပ်ကိုစောင့်ရှောက်သောကိုယ်ဆောင်နှင့်